မေးရပဲရှင်တန်ချင်းလေးခဏဖင်များပဲလူတိုင်းပေါ်အကောင်းဆုံးအကျဉ်းနာထားမတိမြဲရရတော့တဲ့ဘာကြောင့်များလူချင်းချင်းတက်ပြည့်ရုံမှာကြချစ်ရမယ်သူ့ပေါ်ကောင်းဆုံးချစ်မချစ်တဲ့သူကိုမေးပြတဲ့နဲ့ဆက်ဆိုင်သူကိုတင်းနဲ့မြချစ်စိတ်ထဲမထားနဲ့ညိုတင်တခါတည်းမနေရတဲ့မာနေတတ်တယ်မခံယူတဲ့တော့ပညာပဲဘွားပြီးချင်းနေကိုစီနဲ့မို့လက်ရှိနေထားကိုမရောင်ရဲရမယ်ဖြစ်ချင်တာထက်ဖြစ်တဲ့နဲ့လို့ရင်ဖြစ်ချင်တာတွေဖြစ်မလာတော့တက်ရှင်ရတာတိတ်ပဲမရှိသူမခံစားမိမှာပေါ့ဒါပေမဲ့ခံစားချက်နဲ့အသက်ရှင်နဲ့ခံယူချက်နဲ့မင်းတက်ရှင်ဘာမှမဟုတ်တဲ့နေတာတစ်ခုမှရက်မနေနဲ့မရှိစေယူလူတွေကမင်းကိုဘာပြောလဲဒါတွေကမင်းတို့ဖိအားပဲလူချင်းသွားပြီးအမ်ကိုနဲ့တူတူလည်းမင်းလိုပဲစိတ်တက်တီတိုးကြတဲ့အခါတိုင်းမင်းကတော့ဖျားကိုပဲအကူသူမင်းတို့ကောင်းဆုံးဖြစ်ပြီးလိမ့်မယ်မယုံရင်မြည်ဆန်းကြည့်လို့ရတယ် brother ဒီနေ့ပြီးတော့မနဲ့ပြန်ရှိဆက်ပါရီကြုံလဲဘူးမှမသိဒီလိုပဲရှာဖို့စားတော့ရင်နဲ့တမလုံးချောင်းကိုစဉ်းစားမြင်ငါသေးသွားတဲ့ခါပဲသွားမလဲစဉ်းစားကြည့်တော့မရေရခဲ့ကောင်းတာတွေတက်မကောင်းတာများတော့လှုပ်ရက်တွေကြောင့်ဖြစ်ရမယ်ရှာလေးရဲ့လေးပဲလူအလုံးကိုနဲ့တောင်းလိုက်နိုင်တင်ပါရီလုံးနေလဲစိတ်ဒီအတိုင်းရရမိပဲတင်ခါရတဲ့ဘော်လေးပဲမြတ်တာထားပါခဲ့ရုံနဲ့ဖြစ်တင်ပါရီဖြစ်လာမလဲကြုံပြီးခဲ့ဒီရှင်ဒီကိုတွန်းလိုက်ရှာလေးဝေးလေးပဲလူအလုံးကိုနဲ့တောင်းလိုက်နိုင်တင်ပါရီလုံးနေလဲစိတ်ဒီအတိုင်းရရမိပဲတင်ခါရတဲ့ဘော်လေးပဲမြတ်တာထားပါခဲ့ရုံနဲ့ဖြစ်တင်ပါရီဖြစ်လာမလဲကြုံပြီးခဲ့ဒီရှင်ဒီကိုတွန်းလိုက်တေးသွားပြီးရင်ဘာတွေဆက်ဖြစ်မှာလဲတေးကြတစ်ခုအောင်လုံးခုံလုံးတွေကုန်းရက်ဖြစ်မှာပဲအော်ဒါကြောင့်တင်ငင်စိတ်ရကောင်းနေထားဘာသာပြချင်းသူရဲ့နေလူအချင်းချင်းလူလိုမြင်ပြီးမိတ်ဖက်ပေါင်းနေကြနေထိုင်ရလောကကြီးမှာမြင်ရတဲ့စိုက်သူခက်များပဲတချို့တော့လှုပ်ရှင်တွေကအလုပ်သမားတွေကိုနှိမ်ထားကြတယ်နေလုံးမှာနှိမ့်စားရတဲ့လူဘွားတွေကနေထားမလားခဲ့မင်းတို့လှုပ်ရှင်တွေပြန်ကြည့်ရင်သူပတ်စံတွေဘဲကရမလဲချို့ကြောင့်ပတ်စောက်သူနဲ့ချီလူချင်းချင်းလူပါဝါတယ်ရောပါနဲ့အတောက်ထိုးတဲ့ထက်ငယ်ပြီးကိုတည်သွားရမယ်ငါတို့ရဲ့တိုင်းပြည်လေးကိုဖက်ကငဲကြည့်ကြပါအောင်တိုင်းတာချစ်ချင်းပြစ်ခတ်နေတာတွေလည်းရက်ကြပါဖြိုးမုံတရားတွေဘေးပထားလင်းချဲစာချုပ်မှာလက်မှတ်ထိုးကြပါလို့ငါပြောချင်ပေမဲ့ငါတို့မြေပုံလေးကပါလဲမှာကြည့်ရမစိုးအကယ်၍အတတွေတမ်းရှိခဲ့ရင်မုံပြတွေတမ်းရှိခဲ့ရင်ဘိုးပေါင်းစိတ်တွေရှိခဲ့ရင်ခွေချမှုတွေရှိခဲ့ရင်မိမမှုတွေရှိခဲ့ရင်ချစ်စစ်တွေတရှိခဲ့ရင်ကန်လက်တွေတညီခဲ့ရင်ပြစ်ခတ်မှုတွေရှိခဲ့ရင်